ပြောင်းနဲ့နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျဒီကနေ့မှလည်းပေါက်ပေါက်ချာချာကြီးဇာဟာတာလေးတွေကိုကျွန်တော် reaction လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူဆုံးတီးလိုက်ပါကြည့်ရှုပေးဖို့ကိုဒီနေ့ကကျွန်တော်ဖိုက်ခေါ်ချင်ပါတယ်ဗျကျွန်တော်ကတော့ထုံးစံတဲ့ကြော်ကြီးပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့အတူစကြည့်လိုက်ကြအောင်ပါနော်နော်တကယ်ကအကတော့ပါတယ်နော်ဟိုဟာအသက်ကြီးပေမဲ့ဟိုအရန်ကိုပျော်တတ်ရှင်တတ်တဲ့ပုံရပါတယ်နော်ဘလိုမျိုးပဲလာအကုန်လုံးကိုရတယ်နော်ဟိုဟာရိုးလာမလားဆန်းလာမလားနော်ဘိုလိုလာမလားတရုတ်လိုလာမလားဂျပန်လိုလာမလားအကုန်လုံးရတယ်နော်ဒါမျိုးမှကြိုက်တာနောက်ဆုံးကားတော့တဲ့အကွက်လေးကအသက်တကယ်မှအရင်ကမှချစ်စရာကောင်းပါလေနော်လုံနေနောက်ကနေမိမရိုက်တော့မှာခဏနေရိုက်တော့မှာနော်ရှင်တဲ့တီလှူရှားသွားသူလေးပြူစားခဲ့တယ်ကွယ်အချစ်ရဲ့အချာကြီးပဲဆိုနော်ဒီမှာချစ်လို့စားတာနော်တကယ်ကြီးတယောက်ဆိုပြပြပါတယ်နော်အပြုံးလေးကအသက်ပဲဆိုဟိုယုံပြောယုံတော့ရနေတော်လုံးသူအတူတူရှိခဲ့တဲ့ချိန်တွေငါပြန်တန်းတာနေအခုတော့နေနော်ကို crash ဖြစ်ခဲ့တဲ့ကောင်မလေးကနောက်ရောက်နေတွေ့နေပြီဆိုတော့ကိုရဲ့အမြင်ထဲမှာဘယ်လိုပဲဖြစ်ဖြစ်နည်းနည်းတော့ခံစားသွားရမှာပဲလေနော်အဲ့ဒါကြည့်ပြီးတော့မခံစားနိုင်တာငွေသက်တွေဟိုအဝေးမှာပြောနေပြီပေါ်ခလေးရန်ကိုချစ်ပြတတ်တဲ့တစ်ချိန်တော့ငါကျွန်တော်
ကောင်မလေးမဟုတ်ဘူးကောင်လေးနော်နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့ဘေးကိုကိုကချစ်သူကြတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးကနော်ဘလို့ပုံစံမျိုးလဲသိဖို့လိုတယ်နော်သိအောင်လုပ်တာရန်ကုန်ကြီးစိုက်တဲ့တစ်ချိန်လုံးငါကျွန်တော်ဒီလေးကိုကက်ငှက်ကြော်တယ်လေးလာတယ်ဒီလေးကိုကက်နော်ဘေးလေးကိုကက်ငှက်ကြော်တယ်လေးလာတယ်အခုကအဲ့လိုခင်မတော့ဘူးဘေးလေးကိုကက်ဖွားကြီးတို့လာပြီငှက်ကြော်တယ်လေးလာတယ်ဒီလေးကိုကက်ငှက်ကြော်တယ်လေးလာတယ်နော်အရင်ကမှသဘောကျဖို့ကောင်းပါတယ်လောင်တာမဟုတ်ပါဘူးတကယ်ကိုသဘောကျလို့ကြားတယ်လို့ပြောတာပါလောင်တာမဟုတ်ဘူးနော်ဟိုအသက်ကြီးပြီဆိုပေမဲ့ကိုယ့်ရဲ့ဟိုပျော်တဲ့ရှင်တဲ့ဟိုကချင်တဲ့စိတ်ကမရှိနေသေးတော့အဲ့လိုမျိုးဆိုင်းတဲ့ပုံစံကြားလို့ရှိရင်မနေနိုင်ပါဘူးကျွန်တော်တို့ဆိုရင်လည်းအဲ့လိုမျိုးကဖြစ်ပါတယ် Hello baby နော်နောက်ကလူငယ်တွေနဲ့အပြိုင်ဆွေးနေတာအပြိုင်ကနေတာနော်ဟမ် DJ coach itဖြစ်မဲ့ကိုတိကျချိန်တာဟုတ်ကဲ့ဆရာအင်ကြီးအစိမ်းနဲ့တရားချိန်ထားပြီပြစ်လိုက်ပြီနော်ပြစ်လိုက်ပြီဘသူ့ကိုထိသွားလိုက်တော့မသိဘူးပြစ်တော့ပြစ်လိုက်ပြီโอเคဆက်ကြည့်ကြမယ် nice သူ့ကိုတက်နေချင်းပြီးကားဝင်နော်နောက်ပါအဲ့တားတရားပဲရှိတယ်ဟယ်လိုပြောတာကိုဆောင်းအောင်ပြောမှာပေါ့နော်တပြက်နဲ့ဒီလိုမျိုးတန်းလိုက်တော့မသိဘူးလေဟိုကပြေးလိုက်ပြီပြီးမှအဲ့ဒါငါသားဆိုတော့ဘယ်လိုပြန်လောက်ပေးရမလဲကိုကြရာစဘာကရောအဲ့တားတရားပဲရှိတယ်ဟယ်လိုโอเคဒီဗီဒီယိုလေးကတော့ကျွန်တော်ဟာသားအနေနဲ့တင်တာမဟုတ်ပါဘူးနော်ဒီလိုမျိုးမကြဘူးသေးတဲ့သူတွေရှိလို့ရှိရင်ကျွန်တော်ကြည့်ရအောင်လို့တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်လှောင်ပြောင်းတာလည်းမဟုတ်ပါဘူးအဘူတုဒအနေနဲ့တင်ပေးလိုက်တာပဲဖြစ်ပါတယ်နော်โอเคကြည့်လိုက်ရမယ်ကြည့်ပြီးတော့လူတွေဆိုရင်လည်းကြော်တော့လို့ရပါတယ်နော်ကိုချစ်တဲ့ဟိုကောင်မလေးနဲ့ပေါ့နော်ဒီဘက်ခေတ်မှာဖြစ်နေကြပေါ့အဲ့လိုမျိုးဟိုခွင့်ပြုချက်ယူပြီးတော့ဒီလိုမျိုး living together နေလိုက်တယ်ပေါ့နော်အဲ့ဟာကာမေတုမိတ်ဆာစာကံမြောက်ပါသလားဖေ။နောက်ဆက်မေကွန်းနောက်တစ်ချက်ကကြတော့အဲ့လိုမျိုးဟိုနေလိုက်တဲ့နှစ်ယောက်ကပေါ့နော်ဟိုအကြောင်းမျိုးကြောင့်လက်မထက်ဖြစ်ပဲနဲ့တခြားအမျိုးသမီးတစ်ယောက်နဲ့အဲ့ကောင်လေးကအိမ်အောင်ပြုတ်လိုက်တယ်ဆိုရင်အဲ့အမျိုးသမီးမှာရောကာမေတုမိတ်ဆာစာကံမြောက်ပါသလားဖေ။ပထမဆုံးပြောရရင်တော့အမျိုးသမီးကတော့ဘာမှမဖြစ်ဘူးဒါသူကာမကိုသူကြိုက်တဲ့လူကိုသူပေးလို့ရတယ်
မျိုးသမီးအနေနဲ့ကတော့ကာမင်းသမီးဆိုလုံးဝမထိုင်ဘူးအမျိုးသားအနေနဲ့ကကြတော့သူကအမျိုးသမီးခွင့်ညိုနဲ့မပြီးသူ့ရဲ့အုတ်ထင်းသူကအဓိကကြသွားတယ်နော်သူမိဘတွေအုတ်ထင်းသူရှိတယ်ဆိုရင်မိဘတွေကသဘောတူတယ်အိမ်ထောင်တရားဝင်လက်မထက်ရသေးတော့လည်းပဲဒီလိုနေရတာကိုသဘောတူတယ်ဒီလိုသမီးစားဘွားမှာပဲတူတူနေတာကိုမိဘတွေကလက်ခံတဲ့သဘောတူတယ်ဆိုဒီအနောက်နိုင်ငံမှာဆိုရှိတယ်ပေါ့နော်သဘောတူတယ်အဲ့လိုဆိုရင်တော့မိဘတွေကိုယ်တိုင်ကသဘောတူပါတယ်ဆိုရင်တော့ဒီပြဿနာဘာမှကံမထိုက်စရာအကြောင်းမရှိဘူးမိဘနဲ့သဘောတူတော့မတူတော့အမျိုးသမီးကတော့လုံးဝမထိုက်ဘူးပဲအဲ့တော့အမျိုးသားအတွက်ကိုပဲပြောရမှာဦးဇင်းတို့ကအမျိုးသားအနေနဲ့ကသူ့ရဲ့ဒကာမလေးရဲ့ကောင်မလေးရဲ့မိဘတွေကဒီလိုနေရတာကိုသဘောတူပါတယ်ဆိုရင်တော့ဘာပြဿနာမှမရှိဘူးသဘောမတူဘူးဆိုရင်တော့ကာမင်းသမီးစာကန်ထိုက်ပါတယ်အမျိုးသားအတွက်ကတော့ဒါအမျိုးသမီးအတွက်ကတော့သူ့ပိုင်တယ်လေသူ့ပိုင်တာကိုသူကသူပေးချင်တယ်သူပေးတာပဲသူ့အနေနဲ့ပြဿနာမရှိဘူးเนาะအမျိုးသားကတော့အဲ့လိုခွင့်ပြုချက်နဲ့ဆိုင်ပါတယ်ဟုတ်ငါတစ်တော်ရီဝင်ကြည့်ပြီးတော့ဘာမှမလုပ်ပဲပြန်ထွက်သွားတယ်ငါထင်ပါတယ်ခုကြည့်နေရသူကငါအလှမှာကြာရှုံးသွားပြီဆိုတာနေထိုင်နေကွာနော်ပြဿနာရှာခံနေရတာနေထိုင်နေ တိတော့ဆိုရင်နင်တို့ကဒါပါလောက်တာရေဘက်ကလေးကနှလုံးလေးကမပေါ့တပေါ်လေးဝစ်ပြောမယ်လက်ကလေးနဲ့ဖိပြီးတော့မသိရင်ဒါနှိပ်တာဗောနှိပ်ပြီးတော့ဒါဒီလို哎呦我的妈！ဘာလောက်တာဘာလောက်တာအစတည်းကဒီမှာတိုင်မာပါတယ်ဒီနားမှာတိုင်မာပါတယ်သိလားတိုင်မာပါတယ်စက္ကန့်ချိန်လို့ရတယ်3စက္ကန့်လို့10စက္ကန့်လို့ချိန်လို့ရတယ်အဲ့လိုလေးနှိပ်ပြီးတော့မှစက္ကန့်ပြည့်တော့မှလှုပ်ပါလားစက္ကန့်ပြည့်တော့မှလှုပ်ပါလားမသိတော့ဆရာမဲသူတို့ကမစောနော်ဟုတ်လေဟုတ်တာပဲနော်တခါတည်းပါပြီးတော့ဗာလေတခါတည်းဟိုအချိန်ပြီးတော့မရိုက်ဘူးနော်ဒီလိုလေအဲ့ဒါဘာလောက်တာလဲလို့အဲ့ဒါလိုဘာလို့ကိုကြည့်တော့အမွေးရဖြူနေပြီတိတော့ဆိုတာတဘာရုံဝါရင်နေတက်ကြည့်လိုက်လို့ဆိုရင်အိုက်ဆယ်လီတွေပဲမပေါ့ပေါ်အောင်လို့နှလုံးလေးကိုပြူးနေအောင်မဲလက်ကလေးနဲ့အုပ်လိုက်သေးတယ်သူတို့မဲဒါရှက်တတ်တယ်ဗောမပေါ့အောင်ဖုံးတယ်ပြူးထွက်နေတာပဲနေတို့ဖုံးတာလုံးဝဖုံးတာလည်းမဟုတ်ဘူးဒီလိုမျိုးကုန်းလိုက်သေးတယ်မဲနှိပ်တာငါပြောချင်တာအခုမှစားစောတဲ့လူတွေဆိုလဲထားပါတော့မသိတဲ့လူတွေပတ်ဆက်တယ်နော်ထားပါတော့ကြည့်တော့ကိုကြည့်တော့ဆယ်လီတွေအဖြစ်နေပြီအရင်ဆုံးငါတို့ဆွဲဆောင်တာဒါယောက်ျားလေးအများစုကိုဆွဲဆောင်တာဒါအမှန်တမ်းပြောရလို့ဆိုရင်စိန်ခေါ်တာသိလားငါမပြောချင်ဘူးအမှန်တမ်းပြောရလို့ဆိုရင်စိန်ခေါ်တာသိလားငါမပြောချင်ဘူးမနိုင်ဘူးဟုတ်တယ်ပြောလို့ပြောရှင်စရာပဲတကယ်နော်မှန်တယ်ခေါင်းကိုမိုင်းနဲ့ရိုက်တဲ့ဟာလေခက်စားနေတယ်နော်ခဏနေကွေးမှာခဏနေကွေးမှာကြည့်တာကွေးမှာ包括们表呢喏。ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနော်ကြည့်ရှုပေးတဲ့တယောက်ရှိစီတဲ့ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ရမယ်ဗျအားလုံးပဲတက်တာပါ